ဒီမျိုးသမီးလေးကသူ့ရဲ့မင်္ဂလာပွဲကနေထွက်ပြေးဖို့ကြင်တရားမကကြိုးစားခဲ့ပေမယ့်အိမ်တော်ထင်းကအခောက်တိုင်းပြန်ဖမ်းမိခဲ့ပါတယ်အိမ်တော်ထင်းကသူ့ကိုအိမ်ပြန်ခေါ်သွားဖို့လုံနေတော့မှာပဲဒီမင်းကလေးကလမ်းကြားလေးတစ်ခုကိုတတိထောင်းမိသွားပြီးအဲ့ဒီနောက်မှာတော့သူကဆက်ပြေးကိုတွန်းပြီးအမြန်ထွက်ပြေးသွားပါတော့တယ်ထို့နောက်သူမဘီးကင်းတဲ့နေရာတစ်ခုကိုရောက်သွားတာနဲ့တပြိုင်နက်သူမလက်ထဲမှာပါလာတဲ့လက်ထပ်စားချုပ်ကိုစုပ်ဖြဲပစ်လိုက်ပါတော့တယ်ဒါပေမဲ့ဒီမျိုးသမီးလေးကအိမ်ကနေထွက်လာတော့ကပိုက်ဆံတစ်ပြားမှပါမလာခဲ့ပါဘူးဒါကြောင့်သူမကကုမ္ပဏီတစ်ခုမှာ CEO ရဲ့အတွင်းရေးမှူးအဖြစ်အင်တာဗျူးဖြေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ CEO ကိုလည်းမြင်လိုက်ရောသူတော်တော်လေးကိုအံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်တကယ်တော့မကြာသေးခင်ကတင်ပဲဒီမျိုးသမီးလေးကသူ့တငယ်ချင်းရဲ့လူးရှုပ်လူးပွေရေးစားကိုဖိညာဖေးခဲ့ဘူးလို့ပါပဲသူ့တငယ်ချင်းစီကဖုံးလာတဲ့အချိန်ကြာမှာသူလူမားသွားမှန်းသိလိုက်ရတာမှာဒီမင်းကလေးကခိုးထဖေးဖို့စူးစမ်းခဲ့ပေမဲ့ကားပိုင်ရှင်ကတော့သူ့ကိုလက်ပူးလက်ချက်ဖမ်းမိသွားခဲ့ပါတယ်။ဒါကြောင့်သူမကချက်ချင်းဆိုသလိုပဲအဲ့ဒီလူရဲ့ကားကိုဝိုင်းကူတန်းရှင်းရေးလုပ်ပေးလိုက်ပါတယ်။ဒါပေမဲ့ဒီမျိုးသမီးလေးကမတော်တဆနှချမိသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အဲ့ဒီလူစီကိုဖုံတွေလွင့်စင်သွားစေခဲ့ပါတယ်။ဒီလောက်ချစ်စရာကောင်းတဲ့အမျိုးသမီးလေးကိုမြင်တော့အဲ့ဒီလူကအပြစ်မတင်ခဲ့ပါဘူး။ဒါပေမဲ့ဒီမင်းကလေးကတော့သူ့ကိုယ်သူချက်ချင်းပဲဖုံဖီလုပ်လိုက်ပါတယ်။မျက်စိလျက်နဲ့အဲ့ဒီလူကတော့သူ့ကိုမှတ်မိသွားခဲ့ပါပြီ။ဒီမျိုးသမီးလေးကအတွင်းရေးမှုရာတူအတွက်အင်တာဗျူးလာဖြေတာဆိုလာကိုသူ့ရဲ့လက်ထောက်စီကနေသူသိလိုက်ရပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ပဲအဲ့ဒီလူကဒီမင်းကလေးကိုမနှက်ဖြန်ကစားပြီးအလုတ်ဆင်ဖို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့ဒီအမျိုးသမီးလေးရုံရောက်ချင်းမှပဲသူ့အဖေစီက message တစ်ခုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီညမှာသူ့ရဲ့စစ်ဆက်ထားတဲ့သူနဲ့တွားတွေ့ဖို့သူ့အဖေကအတင်းအရခိုင်းစေခဲ့တာပါ။ဒီမိန်းကလေးစိတ်ညစ်နေတဲ့အချိန်မှာပဲအဲ့ဒီလူကသူ့ကိုအဲ့ဒီညမှာစီးပွားရေးညာစားစားပွဲတစ်ခုကိုလိုက်ခဲ့ပေးဖို့ရုတ်တရက်တောင်းဆိုလာပါတယ်။ဒါပေမဲ့ညာစားစားမဲ့နေရာကသူ့အဖေစီစဉ်ထားတဲ့စားတောက်ဆိုင်ဖြစ်နေတာကိုဒီအမျိုးသမီးလေးကသတိထားမိသွားပါတယ်။ဒီမိန်းကလေးကလည်းသူ့မိသားစုကိုဘလို့အကြောင်းပြချက်ပေးရမလဲဆိုတာစိတ်ပူနေရနဲ့အတော်ဖြစ်သွားပြီ။အဲ့ဒီလူရဲ့တောင်းဆိုချက်ကိုဖြစ်သားပဲသဘောတူလိုက်ပါတယ်။အဲ့ဒီညနေမှာတော့အဲ့ဒီလူကဝတ်စုံအပြည့်နဲ့တတ်ရဝတ်ဆင်ပြီးဒီမိန်းကလေးကိုစောစီစောင့်နေခဲ့ပါတယ်။ဒီမျိုးသမီးလေးကထူးခြားလှပအောင်ပြင်ဆင်လာတာကိုမြင်လိုက်ရတော့သူတော်လေးအံ့ဩသွားခဲ့ရပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဒီမင်းကလေးကအဲ့ဒီလူရင်ခွင်ထဲကိုမတော်တဆလဲကျသွားခဲ့ပါတယ်။ဒါကြောင့်သူကဘိုက်အောင်နယ်လို့အကြောင်းပြပြီးစောထွက်လာခဲ့ကသူ့ရဲ့ချိန်ထားတဲ့သူကိုသွားရှာပါတော့တယ်။ဒါပေမဲ့သူချိန်ထားတဲ့သူကရောက်မလာသေးဘူးဆိုတာကိုတွေးလိုက်ရပါတယ်။ဒီမျိုးသမီးလေးထွက်သွားပြီးတဲ့နောက်မှာတော့အဲ့ဒီလူကလည်းသူချိန်ထားတဲ့သူကိုလာရှာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကအကြာကြီးစောင့်နေခဲ့ပေမဲ့တစ်ဖက်လူကပေါ်မလာခဲ့ပါဘူး။တကယ်တော့သူချိန်ထားတဲ့သူကဒီမျိုးသမီးလေးဖြစ်နေတယ်ဆိုတာကိုသူလုံးဝမသိခဲ့ရှာပါဘူး